ညတညမှာအမျိုးသားတယောက်ဟာနယူးယောက်မြို့ကမြေအောက်ယထာဘူတာယုံစီအပြေးသွားနေပါတယ်။ယထာဘူတာယုံရှေ့ရောက်တဲ့အချိန်မှာအတားအဆီးတစ်ခုချထားတာကိုသူတွေ့လိုက်ရပါတယ်။ဘူတာယုံအတွင်းပိုင်းမှာတော့ပုံမှန်အတိုင်းဖြစ်နေတာသူသိထားမိသွားပါတယ်။သူလည်းနောက်ဘူတာယုံထိမသွားချင်တော့တာကြောင့်အတားအဆီးကိုပဲကြော်ပြီးဘူတာယုံအောက်ကိုဆင်းလာခဲ့ပါတော့တယ်။ဘူတာယုံမှာဘယ်သူမှမရှိတဲ့အခါမှာတော့ဘူတာယုံကိုပြုပြင်ဖို့ပိတ်ထားတာလားဆိုပြီးသူတွေးမိခဲ့ပါတယ်။သူထွက်သွားဖို့လှည့်ထွက်လာတဲ့အချိန်မှာပဲယထာလာနေတဲ့အတန်ကိုကြားလိုက်ရပါတယ်။ယထာရောက်လာပြီးတကားတွေပွင့်သွားပါတယ်။သူစီးနေကြယထာတွေထက်ပိုပြီးဟောင်းနေတာတွေ့ရပေမဲ့အိမ်ပြန်လန်းဖြစ်နေတာကြောင့်သူယထာပေါ်တက်လိုက်သွားပါတော့တယ်။ယထာပေါ်မှာလည်းလူတယောက်မှမတွေ့ရတာကြောင့်သူနည်းနည်းတော့ထူးဆန်းနေတယ်လို့ခံစားရပါတယ်။အဲ့အချိန်မှာပဲဘူတာယုံကဝန်ထမ်းတယောက်ကတခုခုကိုအော်ပြောနေပြီးသူ့ဘက်ကိုပြေးလာနေတာတွေ့လိုက်ရပါတယ်။သူဘာပြောလိုက်လဲဆိုတာမကြားရသေးခင်မှာပဲယထာကထွက်သွားပြီဖြစ်ပါတယ်။ဝန်ထမ်းကဝေါ်ကီဒေါ်ကီကနေတဆင့်ငါတို့လူတယောက်ကိုဆုံးရှုံးသွားပြီလို့တစ်ဖက်ကိုသတင်းပို့လိုက်ပါတော့တယ်။ဒါကတော့ SCP-052 ဖြစ်ပြီးအချိန်ခီးသွားရထားလို့လည်းလူသိများပါတယ်။တရားဝင်မှတ်တမ်းများအရဒီယထာကို1932မှာတည်ဆောက်ခဲ့ပြီး1995ခုနှစ်မှာအသုံးမပြုတော့ဘဲဖျက်ဆီးလိုက်ပြီဖြစ်ကြောင်းဖော်ပြထားပါတယ်။ဒါပေမဲ့စနေနေ့ည7:50မိနစ်တိမှာဒီဘူတာယုံမှာဆက်လက်ပေါ်လာနေဆဲဖြစ်ပါတယ်။ဝမ်းနည်းစရာကောင်းတာက SCP-052 အပေါ်လိုက်သွားတဲ့လူများစုကိုနောက်ထပ်ဘယ်တော့မှထပ်မတွေ့ကြရတော့တာပဲဖြစ်ပါတယ်။တခါတလေမှာအဲ့ရထားပေါ်ကဆင်းလာတဲ့လူတချို့ကိုတွေ့ရှိရပါတယ်။သူတို့ကို SCP Foundation ကခေါ်ယူမေးမြန်းတဲ့အခါမှာ1996ခုနှစ်မှ2204ခုနှစ်အတွင်းကယထာပေါ်တက်မိတဲ့သူတွေဖြစ်နေတာပါ။ပြောချင်တာကယထာကအချိန်2204အထိပြေးဆွဲနေပြီးအချိန်ခီးသွားနေတာပါ။ SCP Foundation ကလည်းစမ်းသပ်မှုများစွာပြုလုပ်ခဲ့ကြပါတယ်။ပထမဆုံးစမ်းသပ်မှုမှာ2009ခုနှစ်မေလ31ရက်နေ့မှာအေဂျင့်တဦးကိုယထာလိုက်စီးစေခဲ့တာပါ။ဒါပေမဲ့ယနေ့အချိန်ထိပြန်လည်ရောက်ရှိလာခြင်းမရှိသေးပါဘူး။ဒုတိယစမ်းသပ်မှုကိုတော့တစ်ပတ်အကြာမှာပြုလုပ်ခဲ့ပါတယ်။လျှို့ဝှက်သတင်းတွေအရတော့သူက1980ခုနှစ်ကိုပြန်ရောက်သွားပြီးမတော်တဆမှုတစ်ခုမှာတေဆုံးသွားတယ်လို့ပြောကြပါတယ်။နောက်စမ်းသပ်မှုကိုတစ်ပတ်အကြာဇွန်လ23ရက်မှာစခဲ့ပါတယ်။နှစ်ပတ်အကြာဇွန်လ20ခုနှစ်ရက်မှာအေဂျင့်ဟာလက်နှစ်ဖက်ပြက်နေပြီးပြန်လည်ရောက်ရှိလို့လာခဲ့ပါတယ်။သူ့အိတ်ကက်ထဲမှာလည်းနောက်ထပ်လူတွေထပ်မပို့ဖို့တတိပေးစာတစ်စောင်ပါလာခဲ့ပါတယ်။အေဂျင့်ကတော့သူဘယ်ကိုရောက်သွားတယ်ဘာတွေဖြစ်ခဲ့လဲဆိုတာတခုမှမမှတ်မိခဲ့ပါဘူး။ SCP-052 ကိုနယူးယောက်မြို့မြေအောက်ယထာစနစ်ကနေဖယ်ရှားရန်မဖြစ်နိုင်ကြောင်းအစိုးရကပါသိရှိသွားပြီးနောက်မှာတော့ယထာလမ်းပြုပြင်ထိန်းသိမ်းမှုဟုဆိုကစနေနေ့ည7:00မှမနက်1:00အထိအများပြည်သူအတွက်ပိတ်ထားခဲ့ကြပါတယ်။ SCP-052 ပေါ်မှဆင်းလာခဲ့သူများတွေ့ရှိလျင်လဲချက်ချင်းဌာနချုပ်ကိုခေါ်ဆောင်လာရန်အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ဒီယထာပေါ်တက်ပြီးဘယ်တော့မှပြန်မတွေ့ရတဲ့ခရီးသည်တွေဟာဘာဖြစ်သွားကြတာလဲဆိုတာအခုအချိန်ထိအဖြေရှာပြီးဖြေရှင်းလို့မရဘဲကြန့်ရှိနေပါသေးတယ်။မိတ်ဆွေတို့အမြင်မှာရောဒီလူတွေဘယ်ကိုရောက်သွားကြတာလဲဘာတွေဖြစ်ကုန်ကြတယ်ဆိုတဲ့အမြင်လေးပြောပေးခဲ့ကြပါဦး။